ဘောင်းဖောက်တဲ့ကစားနေတယ်တော့မထင်ပါနဲ့နော်ကျွန်တော်တို့ပူပေါင်းပေါက်တယ်ဆိုတော့ဒီအခြေအနေပါပူပေါင်းအကြီးကြီးကနေပေါက်လိုက်လို့ရှိရင်ဘာမှမကြံတဲ့အခြေအနေပေါ့နော်ဒါကိုခိုင်းနိုင်ပြီးတော့မှအင်ချမ်မြေပူပေါင်းပေါက်မယ်ဆိုတဲ့အခါကျတော့လူကြီးမင်းတို့စဉ်းစားတွေးခေါ်ကြည့်လို့ရပါတယ်နော်အင်ချမ်မြေပူပေါင်းတစ်သက်လုံးနေလို့မပေါက်ဘူးရန်ကုန်မှာပြောတာနော်ဗမာပြည်မှာပြောတာရန်ကြီးနဲ့မစိုးရိမ်ကြပါနဲ့ဗမာပြည်အခြေအနေကကျွန်တော်ပြောရပါတယ်ဒီလိုအခြေအနေမျိုးမရောက်နိုင်ပါဘူးဒီလိုအခြေအနေကနေဒီအခြေအနေထိဖြစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးเนาะဘာမှမကြံတော့တာလေလေတင်းနေတဲ့ဘဝကြီးကပေါက်သွားတာဒါလည်းဘယ်သူထွင်ပြီးပြောလိုက်မှမသိဘူးပေါ့เนาะဒါကြောင့်မလို့အိမ်ချမ်းမြေဝယ်ယူရင်းနှီးမြှုပ်နှံမဲ့သူပဲဖြစ်ဝယ်ယူနေထိုင်မဲ့သူပဲဖြစ်တနည်းနည်းနဲ့အိမ်ချမ်းမြေကိုပတ်သက်မဲ့သူတွေကဘူပေါင်းပေါက်မဲ့အစီအစဉ်မရှိကြောင်းပေါ့เนาะမဖြစ်နိုင်ပါဘူးဒါကြောင့်မလို့အခက်အဆက်ဆက်ရာဇဝင်မှာကြည့်ကြည့်ပေါ့เนาะအေးတယ်ဈေးကျတယ်ရောင်းချင်တဲ့လူရောင်းမြဘူးဆိုတဲ့အခြေအနေတော့ရှိတာပေါ့เนาะဒါပေမဲ့ဘူပေါင်းပေါက်တဲ့အခြေအနေကကျွန်တော်လုပ်တဲ့အရာ25နှစ်ကျော်တစ်ချိန်တစ်ခါမှမရှိဘူးပေါ့เนาะဒါကြောင့်မလို့အိမ်ချမ်းမြေဝယ်ယူမယ်ဆိုရင်တကြွနားတဲ့လူတွေတိုင်ပင်ဖို့လိုပါတယ်အခုတလော social media မှာကတော်တော်လေးဖွာနေတာပေါ့နော်ကျွန်တော်တို့လည်းဈေးတက်တာကိုရိုင်းမကြိုက်ပါဘူးနော်အကျိုးဆောင်ကြောင့်လည်းဈေးတက်နေတာလည်းမဟုတ်ပါဘူးတချို့လည်းအကျိုးဆောင်ကိုလည်းညှိုးထိုးတာပေါ့နော်ကျွန်တော်တို့အကျိုးဆောင်တွေဘယ်လောက်ဝယ်နိုင်မှာလို့ဘယ်လောက်ချမ်းသာတဲ့အကျိုးဆောင်တွေဘယ်လောက်များများဝင်တာမြေကွက်တွေကရှိတာနည်းနည်းတော့မဟုတ်ဘူးเนาะကျွန်တော်တို့အကျိုးဆောင်ကြောင့်ဈေးတက်တာမဟုတ်ပါဘူးသူ့ရဲ့ဈေးကွက်ရေစီးကြောင်းကြောင့်ဈေးကွက်စီးမျောမှုကြောင့်တက်တာပါเนาะဈေးတက်နေတဲ့ဟာကိုလည်းတက်ဆိုင်ရာအစိုးရတွေထိန်းချုပ်ဖို့ဆိုလည်းအေးရောမှာပါဈေးကျမှာပါပူပေါင်းတော့မပေါက်ဘူးလို့ကျွန်တော်အမခံရပါတယ်ရောင်းမဝယ်ကောင်းဖြစ်ဖို့ကျွန်တော်ဆိုင်းခွန်အောင်ကုမ္ပဏီနဲ့ယခုပဲတိုင်ပင်ဆွေးနွေးပြီးတော့မှဝယ်ယူမယ်ဆိုရင်တော့ဒီမိတို့စိတ်အေးချမ်းမှုဖိုးဝင်ပူပန်မှုတွေရောကြမှာသိချပါတယ်အားလုံးကိုဆက်တော်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်